ဒါကြားနေစင်လဲပြင်မှာလှင်လူမုံဆိုးပေါ့ဒီမှာကိုလူအစိတ်ရည်ဆိုတာဘလို့အရသာမျိုးရှိရဆိုတော့သိကျင်အဖော်မကြီးနဲ့အော်မင်းဒီလိုလားစီစဉ်ရတော့ရွှေပါဒီဘက်မှာအခြေအနေရမင်းကမင်းသားဝင်လို့ပဲဆိုပါတော့ရတယ်ရနောင်ပြောနောင်နေစမ်းမောင်ကမင်းကဘလို့ခေါ်နေငါနာမည်နောင်ကြီးမဟုတ်ဘူးကွာငယ်နာမည်ကကွန်းသီးတဲ့ကျောင်းနေတော့ Moss ဟိုအလုပ်ထက်မှကျတော့ Moss တဲ့တူတယ်မလားဟာဗျာအေးတယ်မှာနောက်နေပြန်ပါပြီဗျာကျုပ်ကခမရရဲ့နာမည်ကိုမသိလို့နောင်ကြီးလို့ခေါ်မိတာပါဗျာဒါမှခဏခမရတို့ရန်ကုန်မြို့ကလူတွေကလူတယောက်ကိုနာမည်ဘယ်နှမျိုးစီများပဲ့ထားကြလဲအခြေအနေကပေါ့ကွာတချို့ဆိုနာမည်10မျိုးလောက်ပေးထားတာဒါနဲ့မင်းကဘာကိစ္စတခြားတော့မဟုတ်ပါဘူးဗျာဒီလိပ်စာအတိုင်းကျွန်တော်ကားစီးခြင်းလို့ကျွန်တော်ကအဲ့ဒါလမ်းညွှန်ပေးစမ်းပါဗျာပြန်လာငါဖိုက်ကြည့်စမ်းမယ်ငါမင်းနဲ့ရန်ကုန်ရောက်ထားကွာငါလည်းတော်သားပဲဟာတော်သားချင်းဗျာကိုကြီးရိုင်းမရဲ့အနေနဲ့ကျွန်တော်လမ်းညွှန်ပေးစမ်းပါဘာမှပူးမနေနဲ့ဟုတ်ကဲ့လုံးကွာရှင်းသွားငါမျက်မှတ်တက်လိုက်အောင်ဟုတ်ကဲ့ဒီလိပ်စာအတိုင်းဆိုရင်ရန်ကုန်မြေတိုင်းစင်းရုံအရင်သွားလိမ့်မယ်စင်းရုံအရင်သွားဟုတ်တယ်ဘာဖြစ်လဲနောင်ကြီးမင်းလိပ်စာချင်းဟာစိတ်မကောင်းရလားကောင်းပါတယ်နောင်ကြီးလူကောင်းတယောက်ပါနောင်ကြီးစိတ်သာကောင်းတယ်ဆိုတယ်ကွာလိပ်စာရေးထားတာလေအမှတ်9ရတာလန်းမယ်လမှုဖះအနီးဆဲကစင်းနေမျက်နှချင်းဆိုင်ရင်မခါနာနဲ့ကြောရင်ကပ်ဝါလက်မှတ်တိုင်မှာဆင်းရတကုံမြောက်ပိုင်းပါကီတာတဲ့ဟာဒီလိုဆိုရင်ကျွန်တော်ဘယ်ကစီးရမှာလဲဗျဒီလိပ်စာအတိုင်းဆိုရင်ရန်ကုန်မြို့မှာရှိတဲ့ကားလဲမုံဆိုဥက္ကဋ္ဌတော်ခေါ်မှုသွားနိုင်တယ်ကွာရှင်းနေတာပဲကွာလိပ်စာပေးတဲ့လူတွေကသူ့အိမ်ကိုမလာစေချင်တဲ့သဘောပဲခြေရလဲဖြောက်ရေလဲနှောက်တဲ့ပုံစံပဲကွာဟေးနေစမ်းမအောင်မင်းမတခြားမှာတဲခိုစားအိမ်မရှိတော့ဘူးမရှိလို့ပါဗျာခက်တယ်ကွာမင်းကကူညီချင်ပါတယ်ငါမှလည်းအိမ်မရှိဘူးကွာငါလည်းလမ်းမှာရှောက်နေရတာကဲငါသွားအောင်မယ်ကြော့မင်းလိပ်စာလာချင်းအုံးဟက်ရန်ကုန်ဖြစ်ချီအုံးဟက်ရန်ကုန်သားဘယ်မတူမင်းအာကူရဲ့ပါဘူးလိပ်စာတွေကိုလည်းပူယူကာယာရေးပြီးသွားသေးတယ်ငါအညီကိုလည်းခိုသေးငါတိုက်တဲ့ထမ်းကြီးကိုလည်းတဝါတစ်ပြက်တောက်သေးငါကြွေးတာစားပြီးနောက်ဆုံးငါစီကငိုးတစ်ထောင်လုံးမှချီသွားသေးတယ်တနေ့တွေ့ကြသေးတာပေါ့ဘာဘူးရဲ့တွေ့ကြသေးတာပေါ့ဒီကောင်မလေးကမင်းတို့နှမဖြစ်သွားပြီမင်းတို့ညောင်ကြီးမှာငါနေလို့ရှိရင်မင်းတို့ဘယ်လိုခံစားရမလဲအမလေးလှဲ့တဲလာပါလားပြောကတော့ရွှေမန်းပုံမှန်ကကြည်ရင်မင်းတီထွင်လိုက်တဲ့စကလုံးကဘယ်ဆိုးလို့တော့ဒီမှာတခုရှိတဲ့ကိုလူရောမှတ်ပြီးမှာကပ်ပလီလိုဝင်ကျင့်ရင်အစိမ်မသိရင်စင်မြင့်ဘုကဂျုံးပြန်ကြတတ်တဲ့ကိုလူဒါတော့ကြားနေစင်လဲပြင်မှာလှင်လူမုံဆိုးပေါ့ဒီမှာကိုလူအစိတ်ရည်ဆိုတာဘလို့အရသာမျိုးရှိရဆိုတော့သိကျင်အဖော်မကြီးနဲ့အော်မင်းဒီလိုလားစီစဉ်ရတော့ရွှေပါဒီဘက်မှာအခြေအနေမင်းကမင်းသားဝင်လို့ပဲဆိုပါတော့ရတယ်ရော